ဒီဇလန်းကလူသူမနီးတဲ့တောရွာလေးတစ်ရွာမှာတကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်ပါကျွန်တော်တို့ဘဝမှာတခါတလေကိုလှုပ်လိုက်တဲ့အမှားတစ်ခုကကိုသေသွားတဲ့အထိနောက်ကနေတကောက်ကောက်လိုက်နေတတ်တယ်ဆိုတာကိုသတိပေးခြင်းပါတယ်ဇလန်းအစကိုကျော်ဆိုတဲ့လူတစ်ယောက်ရှိတယ်သူကမြို့ပေါ်မှာစီးပွားရေးအဆင်မပြေတော့လို့နေကသူ့မိဘတွေပိုင်တဲ့အိမ်ဟောင်းကြီးစီခတပြန်နာဖို့ရောက်လာခဲ့တယ်။အဲ့ဒီအိမ်ကြီးကရွာအပြင်ဘက်မှာရှိပြီးခြောက်ကပ်နေတာပေါ့။ပထနာဆောင်ညမှာတင်ကိုကျော်တစ်ခုခုကိုစသတိထားမိတယ်။ညတန်းခေါင်ကြော်ပြီးဆိုတာနဲ့အိမ်အပေါ်ဓာတ်ကနေတောက်ဆိုတဲ့ခြေတံကြီးကြားရတယ်။ပြီးတော့တိတ်မကြဘူး။ရှိုက်ကြီးတငယ်ငိုတန်းနဲ့အတူကျွန်တော်ကိုခွန့်လွတ်ပါကျွန်တော်မရည်ရွယ်ပါဘူးဆိုတဲ့တိုးညင်းတဲ့အတန်ကြီးကအိမ်ထဲမှာလွင့်ပြန်နေတော့တာပဲကိုကျော်ကတရေမကြောက်တတ်တဲ့သူမို့အပေါ်ဓာတ်ကိုတက်ကြည့်တဲ့အခါမှာတော့သူမြင်လိုက်ရတာကလူတစ်ယောက်ရဲ့ပုံရိပ်မဟုတ်ပဲနေရန်မှာကတ်နေတဲ့သွေးစောနေတဲ့လက်ပွေးရာတွေပဲအဲ့ဒီလက်ပွေးရာတွေကအခန်းတကားကိုကုတ်ချစ်နေတယ်လို့မျိုးအစင်းချောင်းနေထင်နေတာဗျာအပိုင်းနှစ်အတိတ်ရဲ့အရေးဆိုးကိုကျော်ဟာကြောက်စိတ်ကိုထိန်ပြီးအဲ့ဒီအတန်တွေရဲ့အရင်မြစ်ကိုလိုက်ရှာဖို့ဆုံးဖြတ်လိုက်တယ်ရွာတွေကလူကြီးသူမအချို့ကိုမေးမြန်းကြည့်တဲ့အခါမှာတော့လွန်ခဲ့တဲ့10နှစ်ကျော်ကဒီအိမ်ကြီးမှာဖြစ်ပျက်ခဲ့တဲ့ကြေကွဲစရာခေတ်ရတစ်ခုကိုသိလိုက်ရတယ်ဗျာအဲ့ဒီတုန်းကဒီအိမ်မှာကိုကျော်ရဲ့ဝမ်းကွဲညီအကိုတော်ဆက်သူမောင်ဆိုတဲ့လူငယ်တစ်ယောက်နေထိုင်ခဲ့ဘူးတဲ့မောင်ဟာအရန်ကိုစိတ်တိုးလွယ်ပြီးဒေါသကြီးတဲ့သူတညမှာသူနဲ့သူ့ရဲ့တငယ်ချင်းတစ်ယောက်စကားများရာကနေဒေါသအလျောက်တွန်းထုတ်လိုက်မိတာအဲ့ဒီတငယ်ချင်းဟာလှေကားပေါ်ကနေလိမ့်ကျပြီးပွဲချင်းပြီးဆုံးပါသွားခဲ့တာမောင်ဟာကြောက်လန့်တကြားနဲ့အလောင်းကိုအိမ်နောက်ဘက်ကထွင်းဟောင်းထဲမှာသွားဖြောက်ခဲ့တယ်။ဒါပေမဲ့သူဘယ်တော့မှစိတ်အေးမနေနိုင်ခဲ့ဘူး။ညတိုင်းအဲ့ဒီလှေကားနားမှာမင်းငါ့ကိုဘာလို့တတ်တာလဲဆိုတဲ့အတန်တွေကိုကြားနေရပြီးနောက်ဆုံးမှာတော့မောင်ဟာယူးသွတ်ပြီးအဲ့ဒီအိမ်ကြီးထဲမှာပဲကိုအဆုံးစီရင်သွားခဲ့တာပါ။ကိုကျော်ခုနကကြားနေရတဲ့ကျွန်တော်ကိုခွင့်လွတ်ပါဆိုတဲ့အတန်ဟာတခြားသူမဟုတ်ဘူးတည်သွားတဲ့အထိနောင်တဲ့မီးလိုလောင်နေတဲ့မောင်ရဲ့ဝိညာဉ်အော်ဟစ်တန်ပဲဖြစ်နေတာအပိုင်း3လွတ်မြောက်ခြင်းရဲ့နောက်ဆုံးသောတော့ချက်ကိုကျော်ဟာဇလန်းအမှန်ကိုသိလိုက်တဲ့အခါကြောက်ရွံ့နေမဲ့အစားမောင်ရဲ့ဝိညာဉ်ကိုဒီနောင်တဲ့မီးတွေကနေဘလို့ကဲထုတ်ပေးရမလဲဆိုတာကိုစဉ်းစားလာတယ်။အဲ့ဒီညပါပဲကိုကျော်ဟာအမှောင်ထုထဲမှာမောင်ရဲ့ဝိညာဉ်နဲ့ထိတ်တိုက်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တယ်။ညတန်းကောင်ရန်အတန်တွေပြန်ကြားရတဲ့အချိန်မှာကိုကျော်ဟာလှေကားချီရဲမှာထိုင်ပြီးဖျားစာရွတ်ပြီးမေတ္တာပို့ပေးခဲ့တယ်။မောင်မင်းရဲ့အမားကိုမင်းသိခဲ့ပြီပဲ။အခုတော့အဲ့ဒီဒေါသနဲ့နောင်ငယ်တွေကိုစုကူထားမထားတော့ပါနဲ့လို့တိုးလေးပြောလိုက်တယ်။ထူးချမ်းတာကအဲ့ဒီအချိန်မှာပဲအိမ်ထဲမှာလေအေးကြီးတစ်ချက်ဝေးတက်သွားပြီးငိုတန်တွေရုတ်တရက်တိတ်သွားတယ်။တခါမှရှိတဲ့သွေးဆိုးနဲ့လက်ဝေးရာတွေကတဖြည်းဖြည်းမိန်ဖြော်သွားပြီးမောင်ရဲ့ဝိညာဉ်ပုံရိပ်ခါကိုကျော်ကိုကျေးဇူးတင်တယ်လို့ကြည့်ပြီးပျောက်ကွယ်သွားခဲ့တယ်။ကိုကျော်ဟာနောက်တစ်နေ့မှာတေဆမ်းသွားတဲ့တငယ်ချင်းအတွက်၎င်းမောင်အတွက်၎င်းရည်စူးပြီးကောင်းမှုကုသိုလ်တွေကိုလုပ်ပေးခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့အိမ်ကြီးကပြန်လည်အေးချမ်းသွားခဲ့ပါတော့တယ်။ဒီဇလန်းရဲ့အဆုံးသတ်ကကျွန်တော်တို့ကိုအရေးကြီးတဲ့အချက်နှစ်ချက်ပေးသွားပါတယ်။ခွင့်လွှတ်ခြင်းရဲ့အစွမ်းတခါတလေမှာကိုပြန်ခွင့်လွှတ်ဖို့ဆိုတာတခြားသူကိုခွင့်လွှတ်ဖို့ထက်ပိုခက်ခဲပါတယ်။ဒါပေမဲ့အမားကိုသိပြီဆိုရင်တော့
နောင်တဲ့ထဲမှာပဲနစ်မနေပဲအဲ့ဒီအမားကိုကုသိုလ်နဲ့ကောင်းမှုနဲ့ပြန်ပြီးအစားထိုးဖို့လိုပါတယ်အတိတ်ကိုထားခဲ့ပါအတိတ်ကအမားတွေကိုသင်ခန်းစာအဖြစ်ပဲယူပါအဲ့နာတွေကိုတန်ချေခြင်းတစ်ခုလိုခတ်ပြီးရှေ့ဆက်မဲ့လမ်းကိုအဟန့်အတားမဖြစ်ပါစေနဲ့ဒီသင်ခန်းစာတွေကိုအကောင်းဆုံးပြန်လေအသုံးချရင်လူဘဝမှာကိုဖြစ်ချင်တာတွေကိုအကောင်းဆုံးလှုပ်ဆောင်နိုင်ပါစေလို့ဆုတောင်းရင်းနောက်တစ်ပုဒ်မှာပြန်လေဆုံတွေ့